ခါတလေမျောလင့်ချက်ဆိုတာအမောင်ဆုံးနေရာမှာပဲရှိနေတတ်တယ်ဒီနေ့ကျွန်တော်တို့ပြောပြမှာကတော့အမေရိကန်ရဲ့အထူးခြားဆုံးအကျဉ်းထောင်တစ်ခုကနေလွတ်မြောက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်အကြောင်းပါ1950ခုနှစ်ဘန်မန်နေဂျာအန်ဒီဒူဖရက်စ်ကိုသူ့ရဲ့ဇနီးနဲ့ချစ်သူကိုတတ်မှုနဲ့ထောင်ဒဏ်တစ်သက်တစ်ကြွချမှတ်လိုက်ပါတယ်သူကတော့အပြစ်မရှိဘူးလို့အမြင်ငင်းဆိုခဲ့ပေမဲ့သူ့အတွက်တော့ရှော့ရှန့်ဆိုတဲ့ငရေခမ်းကိုရောက်ဖို့ပဲရှိတော့တာပေါ့ရှော့ရှန့်တဲကဘဝကအကျန်းတန်းလွန်ပါတယ်အကျန်းဖက်မှုတွေလိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ပြည့်နေတဲ့ဒီနေရာမှာအန်ဒီဟာသူ့ကိုယ်တိုင်ရှင်တန်ရက်တည်ဖို့သူဖြည်းဖြည်းစူးစမ်းလာခဲ့တယ်ဒါပေမဲ့အန်ဒီဟာရိုးရိုးသားသားအကျဉ်းသားတယောက်မဟုတ်ပါဘူးသူ့ရဲ့ဘဏ်လုပ်ငန်းဗဟုသုတကိုအသုံးပြုပြီးအကျဉ်းထောင်အရာရှိတွေရဲ့ငွေကြေးစီမံခန့်ခွဲမှုတွေကိုကူညီပေးခဲ့တယ်ဒီလိုနဲ့သူဟာအကျဉ်းထောင်ထဲမှာပဲစာကြီးတိုက်တစ်ခုတိဆောက်နိုင်ဖို့ပါဖြစ်လာခဲ့တယ်သူ့ရဲ့ဉာဏ်ပညာနဲ့အလုပ်ကြိုးစားမှုကသူ့ကိုအကျဉ်းသားချင်းတွေရဲ့လေးစားမှုကိုရရှိစေခဲ့တယ်ဒါပေမဲ့ဒီလိုအစဉ်ပြေနေတဲ့ဘဝရဲ့နောက်ွယ်မှာအန်ဒီဟာသူ့ရဲ့နှစ်ရှည်လျားအစီအစဉ်တစ်ခုကိုတိတ်တဆိတ်ဖော်ဆောင်နေခဲ့ပါတယ်ဘယ်သူမှမသိအောင်နေ့ရက်တွေလတွေနှစ်တွေနဲ့ချီပြီးတော့ပေါ့ Red ကအန်ဒီကိုမရပေးလိုက်တဲ့ပစ္စည်းလေးတစ်ခုအဲ့ဒါကအန်ဒီရဲ့လွတ်မြောက်ရေးအစီအစဉ်အတွက်မရှိမဖြစ်တဲ့အရာတစ်ခုဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြဘူးနှစ်ပေါင်း20နီးပါးအကျဉ်းချပြီးနောက်အန်ဒီဒူဖရင်းဟာရှော့ရှန့်ရဲ့တတိုင်းတွေကိုချူဖောက်ပြီးလွတ်မြောက်သွားခဲ့ပါတယ်သူ့ရဲ့ဇွဲလုံးလာမျောလင်းချက်နဲ့မစွတ်မနစ်စူးစမ်းအားထုတ်မှုတွေကလူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်သူ့ရဲ့လွတ်မြောက်မှုက Red အပါအဝင်အခြားအကျဉ်းသားတွေအတွက်ပါမျောလင်းချက်အလင်းရောင်တစ်ခုဖြစ်လာခဲ့ပါတော့တယ်ဒီစကားကမျောလင်းချက်ဆိုတာဘယ်တော့မှမသိဘူးဆိုတဲ့ခံစားချက်ကိုအပြည့်အဝပေးရန်ခဲ့ပါတယ်သင်ရောဒီစကားကိုကြည့်ဘူးလားကြည့်ဘူးရင်သင်ခံစားချက်ကို comment မှာပြောပြသွားပေးပါနောက်ထပ်ဘယ်ကားကို recap လုပ်စေချင်လဲဆိုတာလည်းအကြံပြုခဲ့ပါဦး